ဖေဖေဆိုတဲ့တချင်းနဲ့ချစ်တနီးကြမှာအိမ်မှာအမှန်ဦးအီအီဦးအီအီဦးမေတ္တမီကြီးလာရင်ပညာရကြီးဖြစ်မှာမလေးဤကံမေတ္တမီလေးရဲ့ကံဖေတို့မေတို့လက်ကိုဆွေဝင်းနေတဲ့ရဲ့နေကုန်ယူဝင်ကြောတို့မိသားစုဟန်ညီအောင်မိလို့ကြည်နူးရဲ့မေတ္တမီလေးအချိန်တန်